ဆိုင်နမဲတော့မောင်သိန်းမရှိပေါ့နော်စဖွင့်လာတော့2003ခုကစဖွင့်ပါတယ်စရောင်တော့မရှိတဲ့ဘွယ်150 200ရောင်းပါတယ်ဒီလေခုကတော့3500ဖြစ်နေပါတယ်မရှိမရောင်းငင်ရတော့ဝန်ထမ်းဖြစ်နေပဲနေရတာပေါ့မရှိရောင်းပြီးတော့2003မှာဆိုင်ဖွင့်တယ်2009မှာအိမ်ဝယ်ဖြစ်တယ်ပေါ့နော်ဝယ်ရတရားကျော်200လောက်ပါပဲခိုင်းရကြီးတွေဆိုရင်တော့ပို့ပြီးတော့ရောင်းမရှိရအဓိကတော့ဟိုရယ်ပငပီရယ်တရုတ်နန်းလေးရယ်ဝစီဘက်ကျော်တော့ဝတ်သားစားတဲ့လူဆိုရင်ဝစီဘက်ကျော်ပေါ့နော်ဒါတော့ဂျုံကျွတ်ကျော်ပြော့ကျော်အသားတော့ဝတ်သားလည်းရတယ်ချက်သားလည်းရတယ်ဝတ်သားတော့အစုံရတယ်ပေါ့နော်ဆိုင်ခွဲနှစ်ဆိုင်ရှိပါတယ်မြို့တွေကဆိုင်ကြတော့ပူတော်မောင်လေးတွေပဲပြေးလိုက်တော့ဒါကတော့ဆိုင်ခွဲနှစ်ပေါ့ဒီမှာဖွင့်လာတော့ဒီ4နှစ်ရှိပါတယ်ဒါတော့54လ113မှာပေါ့မင်းအောင်မိတ်သမ ्या ကိုတော့အားလုံးပဲကြိုဆိုပါတယ်မင်းအောင်တွေကိုလည်းတကယ်ကျေးဇူးလက်တင်တယ်ဘစ်တစ်တွေကိုလည်းကြိုဆိုပါတယ်ဗျာဒါစားကျင်တယ်ဆိုရင်80နဲ့33မှာလည်းရှိပါတယ်ဒီလဲကုန်းတိုးဂိတ်မှာလည်းမောင်သိန်းမရှိပါတယ်54လ113 FM မှာလည်းမောင်သိန်းမရှိတာရှိပါတယ်ခင်ဗျာဒါရောက်သုံးဆောင်တော့ဖိတ်ခေါ်ပါတယ်ခင်ဗျာ